အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ CAG ကွန်ပျူတာမှာကိုရစာဖြစ်ပါတယ်ဒီနေ့ Illustrator မှာရှိတဲ့ Pantu ကြောင်းကိုနည်းငယ်လေ့လာကြည့်ပါမယ်အဲ့တော့ကျွန်တော်ပေးထားတဲ့ lesson folder ထဲမှာရှိတဲ့ဒီ Pantu drawing guide ဆိုတဲ့ဒီ AN file လေးကိုကျွန်တော်တို့ဖွင့်လိုက်ပါမယ်အဲ့တော့ဒီထဲမှာဆိုလို့ရှိရင် artboard နှစ်ခုရှိတာကိုတွေ့မြင်မှာဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော် artboard panel လေးဖွင့်ကြည့်လိုက်ရင် artboard number 1 artboard number 2ဆိုရင်မြင်ရမှာပါအဲ့ artboard number 2မှာတော့ယခုဒီပုံနှစ်ပုံဆွဲထားပြီးတော့ဒီ artboard number 1မှာဆိုရင်တော့ခုနကကျွန်တော်မြင်ခဲ့တဲ့ဒီပုံလေးတွေဆွဲထားတာကိုတွေ့မြင်မှာဖြစ်ပါတယ်အကယ်၍ဒီ artboard panel လေးမရှိလို့ကျွန်တော်တို့ artboard panel လိုချင်တယ်ဆိုရင်တော့ window ထဲကနေပြီးတော့ဒီ artboard ဆိုတာကိုရွေးလို့ရပါတယ်ဒါဆိုရင်တော့ဒီမှာချိန်ပြီးဒီ artboard panel ရမှာဖြစ်ပါတယ်အခုကျွန်တော်သုံးနေတဲ့ဒီ Illustrator version က CC 2020ဖြစ်တဲ့အတွက်ဒီမှာ properties panel လည်းရှိနေတယ်option တွေလည်းနည်းငယ်ကွဲပြားနေတာတွေ့ရမှာပါဒါပေမဲ့လည်းဒီ Pantu ရဲ့အသုံးပြုပုံကတော့ version တွေဘယ်လိုပဲပြောင်းပြောင်း Pantu ကိုအသုံးပြုပုံကတော့တူတူပဲဖြစ်ပါတယ်အဲ့တော့အရင်ဆုံးကျွန်တော်တို့ Pantu drawing စလုပ်မယ်ပထမဆုံးဒီ one click ပုံလေးကိုမြင်ကွင်းချက်ရပါတယ်ဒါကြောင့်မလို့ keyboard ကနေ control နဲ့ space ကိုဖိထားလိုက်ပြီးတော့ဒီနေရာလေးကိုဖိပြီးကျွန်တော်တို့မြင်ကွင်းချက်လိုက်မယ်အဲ့တော့ယခုလိုမျိုး line ဖြောင်းနေကျွန်တော်တို့ဆွဲကျင်တယ်ဆိုလို့ရှိရင် Pantu နဲ့ဘယ်လိုဆွဲနိုင်လဲဆိုတော့အရင်ဆုံးစမ်းကြည့်မှာပါဒါကြောင့်ဒီ toolbox ထဲကနေကျွန်တော်တို့ Pantu လေးရွေးလိုက်မယ်ပြီးလို့ရှိရင်ဒီ A အမှတ်လေးမှာ one click တစ်ချမ်းနေမယ်ပြီးတော့ B အမှတ်လေးမှာတစ်ချမ်းနေပါမယ်ဒါဆိုလို့ရှိရင်သူက line ဖြောင်းလေးတစ်ခုရရှိသွားတာကိုတွေ့ရမှာပါဆိုတော့နောက်တစ်ပုံဆွဲမှုအတွက်ဆိုလို့ရှိရင်ဒီပုံကျွန်တော်တို့က select ဖြောက်ခဲ့ဖို့လိုပါတယ်အကယ် select မဖြောက်ခဲ့ဘူးလို့နှိပ်လိုက်မယ်ဆိုလို့ရှိရင်တော့ဒီနားမှာ point တစ်ခုထပ်တိုးလာပြီးလမ်းကြောင်းတစ်ခုထပ်ထွက်လာတာကိုတွေ့မြင်ရမှာပါဆိုတော့ကျွန်တော် control Z လုပ်မယ်အဲ့တော့ဒီ line လေးဟာအဆုံးသတ်သွားပြီဖြစ်တဲ့အတွက် control ဖိထားပြီး one click နှိပ်လိုက်ပါမယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့မှာ line ကြောင်းတစ်ခုရရှိလာတာကိုတွေ့ရမှာပါယခု line လေးဟာကျွန်တော် imagine ဖြစ်နေတဲ့အတွက်တိတ်မမြင်ရပါဘူးဒါကြောင့်မလို့သူ့ကို stroke color ကျွန်တော်အနီရောင်လေးထားလိုက်မယ်အဲ့တော့နောက်ပိုင်းဆွဲမဲ့ဒီ Pantu နဲ့ဆွဲမဲ့ line တွေအားလုံးဟာလည်းအနီရောင်နဲ့ရရှိလာမှာဖြစ်ပါတယ်ယခုဒီပုံလေးကျွန်တော်ပြန်ဖြတ်လိုက်မယ် select လုပ်ပြီးတော့ keyboard က delete တစ်ချမ်းနေမယ်ပြီးတော့ကျွန်တော်တို့ Pantu လေးပြန်ရွေးမယ်ဒီနေရာလေးမှာတစ်ချမ်းနေပါမယ်ပြီးတော့ B point မှာလည်းတစ်ချမ်းနေပါမယ်ဒါဆိုလို့ရှိရင်ယခုလို line ဖြောင်းလေးရလာမယ်အဲ့တော့ select ဖြောက်ဖို့အတွက် control click လုပ်မယ်ဒါဆိုရင် select ဖြောက်သွားပြီပြီးတော့ဒီဘက်ပုံလေးဆွဲကြည့်ပါမယ်ဒီပုံလေးမှာဆိုလို့ရှိရင်အရင်ဆုံးကျွန်တော် line ဖြောင်းလေးလိုချင်တော့ဒီမှာတစ်ချမ်းနေမယ်ပြီးတော့ဒီနေရာလေးကို shift နဲ့တွဲဖိပြီးကျွန်တော်တစ်ချမ်းနေလိုက်ပါတယ်အဲ့တော့ shift ကိုဘာကြောင့်တွဲသုံးရလဲဆိုရင်သူဟာဒီ180 degree ရေပြင်ကြီး line လေးလိုချင်တာကြောင့် shift ကိုတွဲသုံးပါတယ်အဲ့တိုင်းပဲ keyboard က shift ကိုဖိထားစမ်းမှာပဲအောက်က C point မှာတစ်ချမ်းနေမယ်ဒီမှာလည်းတစ်ချမ်းနေပါမယ်ဆိုတော့ဒီလိုမျိုး45 degree 90 degree line တိကျတွေလိုချင်ရင်လည်းကျွန်တော်တို့ shift ကိုတွဲသုံးနိုင်တယ်ဆိုတာကိုသိဖို့ဖြစ်ပါတယ်ပြီးတော့အောက်က point လေးမှာလည်း shift နဲ့ပဲတစ်ချမ်းနေမယ်ပြီးတော့ F မှာလည်း shift နဲ့တွဲနေပါတယ်ဒီ line လေးကျွန်တော်အဆုံးသတ်မယ် control click အဲ့တော့ဒီချိန်မှာဆိုရင်တချို့နေရာလေးမှာပုံလေးတွေကွယ်နေတာကျွန်တော်တွေ့ရမှာပါဒါဟာဘာကြောင့်လဲဆိုရင် fake color လေးရှိနေတာကြောင့်ဖြစ်ပါတယ်ဒီနေရာမှာဆိုရင်သူရဲ့ fake color ဟာဒါအဖြူရောင်လေးဖြစ်နေတာတွေ့ရမှာပါဆိုတော့ကျွန်တော်မြားမဲလေးပြန်ရွေးမယ်ဒီနေရာကိုတစ်ချမ်းနေမယ်သူရဲ့ဒီ fake color ကိုတစ်ချမ်းနေမယ်သူရဲ့ fake color ကျွန်တော် none လုပ်ချင်တာကြောင့်ဒီနေရာလေးမှာ none color လောက်လိုက်ပါမယ်ဒါဆိုရင်ဘာရောက်မှမရှိတော့ဘူးဒါကျွန်တော်တို့ stroke သီးသန့်ပဲရေးဆွဲတာဖြစ်ပါတယ်အဲ့ဒီ line လေးကိုကျွန်တော်အခုဆွဲချလိုက်ရင်ယခုလိုမျိုးဒါဆွဲပြီးသား line လေးရှိလာတာတွေ့ရမှာပါIllustrator မှာကဒီလို line ဖြောင်းနေရဖို့အတွက်ဆိုရင်သူ့မှာဒီ point လေးတွေနဲ့ဖန်တီးထားတာဖြစ်ပါတယ်အဲ့တော့ point လေးတွေကိုကျွန်တော်တို့မြင်ချင်တယ်ဆိုရင်တော့ဒီထဲက direct selection 2ကိုရွေးနိုင်တယ် direct selection 2ကတော့ပထမဆုံးသင်ခန်းစာဖြစ်တဲ့ကျွန်တော်တို့ day 1သင်ခန်းစာမှာအသုံးပြုခဲ့ပြီးတဲ့ tools တစ်ခုလည်းဖြစ်ပါတယ်အဓိကအားဖြင့်တော့ point ကို select လုပ်ချင်ရင်သုံးတဲ့ tool ဖြစ်ပါတယ်ဒီနေရာမှာတစ်ချက်နှိပ်မယ်ပြီးလို့ရှိရင်ကျွန်တော်ရွှေ့ကြည့်တဲ့အခါမှာ point တွေကိုလိုသလိုလိုက်ပြီးတော့ရွှေ့လို့ရနေတာကိုတွေ့ရမှာပါအကယ်၍မြန်ဒီ B မှတ်နဲ့ C မှတ်ကြားမှာရှိတဲ့ line ကိုကျွန်တော်ရွှေ့ကျင်တယ်ဆိုရင် line ကိုတစ်ချက်နှိပ်ပြီးကျွန်တော်ရွှေ့လိုက်ရင်ဒါဆိုရင် B မှတ်နဲ့ C မှတ်နှစ်ခုစလုံးလိုက်ပြီးတော့ဒါရွေ့နေတာကိုတွေ့ရမှာပါအကယ်၍မြန်ကျွန်တော်ဒီ line ကိုမလိုချင်တော့လို့ဖြတ်ချင်ဒီ line ပေါ်မှာတစ်ချက်နှိပ်မယ်ပြီးတော့မှ keyboard က delete နှိပ်လိုက်မယ်ဒါဆိုရင်ဒီညမှာရှိတဲ့ segment လေးဒီ line ပြက်လေးပြတ်သွားတာကိုတွေ့မြင်မှာပါဒီချိန်မှာဆိုလို့ရှိရင်ဒီပုံလေးဟာတိကျစီဖြတ်သွားပါပြီဥပမာကျွန်တော်မြားမဲလေးရွေးမယ်ဒီပုံလေးရွှေ့ကြည့်ရင်ဒီပုံလေးရွှေ့ကြည့်ရင်တိကျစီဖြစ်နေတာကိုတွေ့မြင်မှာပါအဲ့တော့ဒီ line တစ်ခုကိုကျွန်တော်ပြန်ဆက်ချင်တယ်ဆိုရင်တော့ toolbox က fountain လေးပြန်ယူမယ်ဒီ line ရဲ့ဆုံးမှတ်လေးမှာတစ်ချက်ချိန်လိုက်မယ် Pantu ဘေးမှာ line ဆောင်လေးပေါ်လာပြီဆိုရင်တစ်ချက်နှိပ်ရမှာပါဒီလိုမျိုးတဲတဲ့မကြတဲ့ချိန်မှာဆိုရင်တော့ line ဆောင်လေးမဖြစ်ဘဲ star လေးဖြစ်နေတာကိုတွေ့ရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော် line ဆောင်ဖြစ်အောင်ချိန်မယ်ပြီးတော့ one click လုပ်မယ်ပြီးတော့ဒီဘက်ဆက်ချင်တဲ့ point ကိုပြန်သွားမယ်အဲ့ဒီ point မှာချိန်လိုက်တဲ့အခါ Pantu ရဲ့ဘေးမှာအဝိုင်းလေးပေါ်လာပါပြီဒါဟာ close back ဖြစ်သွားတယ်လို့ပြောတာဖြစ်ပါတယ်ဒီချိန်မှာတစ်ချက်နှိပ်လိုက်ရင်ဒီ point တစ်ခုကပြန်ဆက်သွားပါပြီအဲ့ဒီချိန်မှာကျွန်တော်မြားမဲနဲ့ဆွဲရွှေ့ကြည့်ရင်တော့ဒါဒီချိန်မှာလိုက်ပြီးအကုန်လုံးရွေ့နေတာကိုတွေ့မြင်မှာဖြစ်ပါတယ်ဆိုတော့အကယ်၍မြန်ဒီထဲမှာရှိတဲ့ point လေးကိုကျွန်တော်ဖြတ်ချင်တယ်ဆိုရင်တော့ဒီ point ကိုတစ်ချက်နှိပ်မယ်
သူ့ကိုဒီကနေ remove လုပ်ကြည့်ပါမယ်ဒါကကျတော့ point ကိုဖြတ်လိုက်တာပါသူဟာ segment ကိုဖြတ်တာမဟုတ်ပါဘူးဒါကြောင့်မလို့ point ဖြတ်သွားတဲ့အတွက်ဒီ B point နဲ့ D point ဟာ directly ဆက်သွားပါတယ် C မရှိတော့တဲ့အတွက်ဖြောင့်ရင်ဖြစ်နေတာပါအဲ့တော့ game နဲ့ကျွန်တော် C point ထပ်တိုးချင်တယ်ဆိုရင် fountain လေးနဲ့ဒီကိုပြန်ချိန်မယ် plus လေးပေါ်တဲ့အချိန်မှာတစ်ချမ်းနေလိုက်မယ်ပြီးတော့မှကျွန်တော်ဒီကနေမြားဖြူလေးပြန်ယူမယ်ဒီ point တစ်ချမ်းနေပြီးအောက်ကိုဆွဲချကြည့်မယ်ဆိုတော့ဒါကကျတော့ point ကိုကျွန်တော်တို့ပြန်တိုးတာဖြစ်ပါတယ်အဲ့တော့ pan 2ကိုသုံးတဲ့အခါမှာကျွန်တော်တို့ line ဖြောင်းနေဒီ line ကွေးတွေဆွဲတက်ရုံနဲ့မရသေးဘူးဒီမှာဒီ point လေးတွေရဲ့အလုံးလုံးပုံကိုလည်းသိဖို့လိုပါတယ်အဲ့တော့ဒီ point လေးတွေကိုတော့ anchor point လို့ခေါ်တယ်အဲ့တော့ anchor point တွေမှာကိုပိုင် handle တွေရှိတယ်ကိုပိုင်ဒီ segment တွေ line တွေရှိပါတယ်အဲ့တော့ဒီ line တစ်ခုလုံးကျွန်တော်ပြန်ဖြတ်လိုက်မယ်အစားတစ်ခါပြန်ဆွဲကြည့်ပါမယ်ဆိုတော့ toolbox က fountain လေးရွေးမယ်ပြီးလို့ရှိရင် stroke ကတော့ကျွန်တော်နီအောင်လေးထားမယ်ပြီးတော့ A မှာတစ်ချက်နှိမ့်မယ်ပြီးတော့ keyboard က shift လေးဖိထားပြီး B မှာတစ်ချက်နှိမ့်မယ်ပြီးတော့ C D E F ဆိုပြီးတော့စက်တိုင်းနှိမ့်သွားပါမယ်ပြီးမြားမယ်လေးရွေးပြီးတော့ရွှေ့ကြည့်မယ်ဒါဆိုရင်ကျွန်တော်ဆွဲထားတဲ့ line လေးရလာတော့တွေ့မြင်မှာပါဆိုတော့ဒီတိုင်းပဲအောက်ဘက်မှာရှိတဲ့ဒီ line ကွေးလေးတွေဆွဲကြည့်ပါအောင်မယ်ဆိုတော့ခုနက line ဖြောင်းနေလိုချင်တဲ့အခါမှာတော့ one click လုပ်လို့ရပါမယ်ဒီလို line ကွေးတွေလိုချင်တဲ့အခါမှာတော့ one click လုပ်လို့မရတော့ပါဘူးဒီချိန်မှာတော့ကျွန်တော်ဖိပြီးတော့ဆွဲရမှာဖြစ်ပါတယ်ဆိုတော့အခုကျွန်တော်ဆွဲနေတဲ့ပုံတွေအားလုံးဟာ layer panel မှာကြည့်မယ်ဆိုလို့ရှိရင်ဒါ drop pad ဆိုတဲ့ layer မှာသွားပြီးတော့ဆွဲနေတာပါအကယ်၍ guideline layer highlight ဖြစ်တဲ့ချိန်မှာဆိုတော့ကျွန်တော်ဆွဲခွင့်ရှိမှာမဟုတ်ဘူး drop pad layer မှာပဲကျွန်တော်ဆွဲလို့ရမှာဖြစ်ပါတယ်ဆိုတော့ drop pad layer တစ်ချက်နေမယ်ပြီးမှ A point ကနေအနီးဘက်ကိုရင်ဆွဲမယ်ပြီးလို့ရှိရင် B point ကနေအနီးဘက်ကိုဆွဲပါမယ်ဒါဆိုရင်ကျွန်တော် line လေးအဆုံးသက်ချင်တော့ဘေးနားမှာ control ဖိထားပြီးတစ်ချက်နေလိုက်မယ်အဲ့တော့ဒီချိန်မှာကျွန်တော်မြားမယ်လေးနဲ့ရွှေ့ကြည့်ရင်ဒါကျွန်တော်တို့ဆွဲထားတဲ့ခေါင်းငယ်ပုံ line ကွေးလေးရလာတာကိုတွေ့မြင်မှာပါဆိုတော့ပထမတစ်ချိန်မှာပေါ်ဆွဲတယ်ဒုတိယတစ်ချိန်မှာအောက်ကိုဆွဲပါတယ်အဲ့တော့အောက်ကိုဆွဲလိုက်တဲ့အခါမှာသူနဲ့သက်ဆိုင်တဲ့ဒီ handle တစ်ခုထွက်လာပါတယ်အဲ့တော့ဒီပုံမှာရှိနေတဲ့ဒီ wire handle ကဒါကျွန်တော်ဒုတိယ handle လို့ပြောချင်ပါတယ်ဒုတိယ handle ဆိုတာကျွန်တော်တို့ဆွဲလိုက်တဲ့ direction ရဲ့ဆန့်ကျင်ဘက်မှာပေါ်လာတဲ့ handle လေးဖြစ်ပါတယ်အဲ့ဒီဒုတိယ handle တွေကတော့ကြံခဲ့တဲ့ပြီးသား line တွေကိုကုစားပြုပါတယ်အဲ့တော့ကျွန်တော်တို့ဆွဲလိုက်တဲ့ဘက်ချမ်းမှာရှိတဲ့ handle တွေကတော့ဒါနောက်ထွက်လာမဲ့ line တွေကိုကုစားပြုပါတယ်အဲ့တော့ဒီ handle wire လေးအတွက်ဒီ line လေးဟာwire လေးဟာအပေါ်မှာရှိနေတာဖြစ်ပါတယ်ဒီ handle အမဲလေးရှိနေတဲ့အတွက်ဒီ line မဲလေးကအပေါ်မှာရှိနေတာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ခေါင်းငယ်ပုံလေးရရှိလာတာပါကျွန်တော်ပြန်ဆွဲကြည့်မယ်အဲ့တော့မြားမဲလေးရွေးမယ်ဒါလေးကိုပြန်ဖြတ်လိုက်မယ်ပြီးတော့ toolbox က pan 2ရွေးမယ် A ကနေအနီးဘက်ကိုတည့်တဲ့ဆွဲတယ်အဲ့တိုင်းပဲ B ကနေအနီးဘက်ကိုတည့်တဲ့ဆွဲတယ်ပြီးတော့ control click လုပ်လိုက်မယ်ဒါဆိုရင် slide ဖြောင်းလိုက်ပြီအကယ်၍ကျွန်တော်တို့ pass out ပုံလိုချင်တယ်ဆိုရင်အောက်ကိုရင်ဆွဲမယ်ပြီးတော့မှအပေါ်ဆွဲပါမယ်ဒါဆိုရင်ကျွန်တော်တို့ pass out ပုံလေးရပါမယ်control click လုပ်မယ်ကျွန်တော်နံပါတ်1ပုံလေးဆွဲကြည့်ပါမယ်အဲ့တော့နံပါတ်1ဆိုတော့ညာကိုကွေးမှဖြစ်တဲ့အတွက်ညာကိုရင်ဆွဲတယ်ပြီးမှဘယ်ကိုဆွဲတယ်ဒါဆိုနံပါတ်1စလုံးလိုမျိုးဘယ်ဘက်အဖွင့်အဝိုက်လေးရရှိလာမှာဖြစ်ပါတယ်ဆိုတော့ဒီနည်းတိုင်းပဲဒီဘက်ကဒီခန်းငယ်ပါစောက်ပုံလေးတွေလည်းဆွဲကြည့်ပါမယ်အဲ့တော့ A ကနေအနီးဘက်ကိုဆွဲတယ် B ကနေအနီးဘက်ကိုဆွဲတယ် C ကနေအနီးဘက်ကိုဆွဲတယ်အဲ့တိုင်းပဲ D ကနေအနီးဘက်ကိုဆက်ဆွဲပါတယ်ဆိုတော့ကျွန်တော်တို့ဆွဲလိုက်တဲ့ဒီ handle တွေရဲ့အမြင့်ပေါ်မူတည်ပြီး line ရဲ့အကွေးတွေဟာကွာခြားသွားမှာဖြစ်ပါတယ်အခု line လေးကိုကျွန်တော်အဆုံးသတ်ချင်တော့ control ဖိထားပြီးတစ်ချက်နေလိုက်မယ်ဒါဆိုရင်ယခုလို line ကွေးလေးရရှိတာတော့တွေ့မြင်မှာပါဆိုတော့ဒီတိုင်းပဲနောက်တစ်ခုထပ်ဆွဲကြည့်မယ်ဒီပုံမှာ solution တော့အားလုံးဟာတော့ခေါင်းငယ်တွေပဲဆွဲမှာဖြစ်ပါတယ်အဲ့တော့အရင်ဆုံးအပေါ်ဆွဲချင်တာကြောင့်အပေါ်ခုံးချင်တာကြောင့်အပေါ်ရင်ဆွဲလိုက်မယ်ပြီးတော့မှ B မှာလည်းအတိုင်းပဲအပေါ်ခုံးချင်တာကြောင့်အောက်ကိုရင်ဆွဲမယ်အဲ့တော့နောက်တစ်ခုံးကကြတော့ तू ကပထမပုံမှာရှိခဲ့တယ်လို့အောက်ဘက်ကိုခွက်တာမဟုတ်တော့ဘဲနဲ့ तू ကခေါင်းငယ်ပဲဖြစ်ရမယ်အပေါ်ပဲခုံးချင်တာပါဒါကြောင့်ဒီ handle လေးကိုကျွန်တော်အပေါ်မှာထားဖို့လိုတယ်အဲ့တော့ keyboard က order နှိပ်ထားပြီးတော့ဒီ handle လေးကိုကျွန်တော်အပေါ်ကိုရွှေ့လိုက်ပါတယ်ခရမ်းအောင်ဘက်ကိုရွှေ့လိုက်တယ်ပြီးမှ order ကိုလွှတ်လိုက်ပါတယ်ဒါဆိုလို့ရှိရင်ဒီပထမ handle လေးကအပေါ်ရောက်သွားတဲ့အတွက် next curve ကနောက်ဖြစ်လာမယ့် curve ကအပေါ်မှာရှိမှာဖြစ်ပါတယ်အဲ့တိုင်းပဲဒီ point ကနေပြီးတော့အနီးဘက်ကိုဆွဲမယ် order ဖိထားမယ်အပေါ်ကိုဆွဲမယ်ဒီကနေအနီးဘက်ကိုဆွဲမယ်နောက်တစ်ခုကမရှိတော့တဲ့အတွက်ဒီညမှာကျွန်တော်အဆုံးသတ်မယ် control click ဒါဆိုရင်ကျွန်တော်လိုချင်တဲ့ခေါင်းငယ်ခုံးလေးတွေရရှိလာတော့တွေ့မြင်မှာပါရပြီအဲ့ဒါဆိုရင်ကျွန်တော်ဒီပုံလေးဆွဲကြည့်ကြပါမယ်ဒီပုံလေးဆိုရင်ပထမတစ်ပုံမှာအပေါ်ရင်ဆွဲမယ်နောက်တစ်ပုံမှာလည်းအပေါ်ပဲဆွဲပါမယ်အဲ့တော့ဒီဒုတိယ handle ကအောက်ကိုရောက်နေတဲ့အတွက်ခြံခဲ့တဲ့ line ဟာအောက်ရောက်သွားတော့တွေ့ရမှာပါပထမ handle ကအပေါ်မှာရှိတဲ့အတွက်ထွက်လာမဲ့ line ဟာအပေါ်မှာရှိနေတာကိုတွေ့မြင်မှာပါ line ကိုကျွန်တော်အဆုံးသတ်မယ် control click ဆိုတော့ဒီပုံရဲ့ဆန့်ကျင်ဘက်ကျွန်တော်ပြန်ဆွဲကြည့်မယ်
ဒီမှာဆွဲခဲ့တော့အပေါ်ရင်ဆွဲတယ်ဒုတိယတစ်ချိန်မှာလည်းအပေါ်ဆွဲပါတယ်ဒီတစ်ခေါက်ကျွန်တော်အောက်ကိုဆွဲမယ်အောက်ကိုရင်ဆွဲမယ်နောက်တစ်ချိန်မှာလည်းအောက်ကိုပဲဆွဲပါမယ်ဒါဆိုရင်ဒီလက်ရှိပုံရဲ့ဆန့်ကျင်ဘက်ပုံဖြစ်တာကိုတွေ့မြင်မှာပါကျွန်တော် control click နဲ့အဆုံးသတ်မယ်အဲ့ဒီတိုင်းပဲဒီဘက်ကဒီတည့်ရွက်ပုံစံလေးဆွဲကြည့်ပါအောင်မယ်အဲ့တော့ A အမှတ်ကနေပြီးတော့အနီးဘက်ကိုဆွဲတယ်ပြီးတော့ဒီ B အမှတ်ကနေပြီးတော့လည်းကျွန်တော်အနီးဘက်ကိုဆွဲပါမယ်ဆိုတော့နောက်တစ်ခေါက်ထွက်လာမဲ့ line ဟာသူကဒီဘက်ကိုဘယ်ဘက်ချမ်းကိုကျွန်တော်ခွေးနေတာကိုတွေ့ရမှာပါတကယ်တော့သူကအချုံဖြစ်ချင်တာကြောင့်ဒီ handle လေးကို order လေးနဲ့ခရမ်းဘက်ကိုရွှေ့လိုက်တယ်ပြီးတော့ဒီ A အမှတ်မှာလည်း order လေးဖိထားပြီးတော့ဆွဲပါတယ်အဲ့တော့ကျွန်တော် first handle ကိုဒီမှာမတွေ့ရဘူးထွက်လာမဲ့ handle ကိုမတွေ့ရဘူးဟိုဒီ handle ကြောင့်ထွက်လာမဲ့ဒုတိယ handle ကိုကျွန်တော်မြင်နေရပြီအဲ့ဒီအစိမ်းလေးနဲ့အောက်မှာပေးထားတဲ့ guideline စိမ်းနဲ့ညီအောင်ချိန်လိုက်ပါတယ်ဒါဆိုလို့ရှိရင် order လေးဖိပြီးဆွဲလိုက်တဲ့အတွက်သူက handle တစ်ဖက်တည်းကိုပဲလှုပ်သွားတာတွေ့ရမှာပါရပြီကျွန်တော်မြားမဲလေးနဲ့ဒီပုံလေးတစ်ပဲရွှေ့ကြည့်လိုက်ရင်ကျွန်တော်ဆွဲထားတဲ့ဒီတည့်ရွက်ပုံစံ line ကူလေးရလာတော့တွေ့မြင်မှာပါဆိုတော့ဒီပုံလေးကျွန်တော်အလွတ်တစ်ချက်ပြန်ဆွဲကြည့်မယ်အဲ့တော့အရင်ဆုံးပန်တူးနဲ့အောက်ကနေဘယ်ဘက်ပေါ်ဆွဲလိုက်တယ်ပြင်သူ့ရဲ့တဲ့မှာပဲကျွန်တော် guideline ဒီ smart guide နဲ့ပဲတခြားချိန်လိုက်မယ်အဲ့မှာပေါ်ရင်ဆွဲတယ်ပြီးတော့ order ဖိထားပြီးအောက်ကိုဆွဲတယ်ပြီးတော့ order ဖိထားပြီးတော့ပဲဒီလိုလေးဆက်ဆွဲပါတယ်ဒါဆိုကျွန်တော်လိုချင်တဲ့ဒီတည့်ရွက်ပုံစံ line ကူလေးရရှိလာတော့တွေ့မြင်မှာဖြစ်ပါတယ်ဆိုတော့အခုကျွန်တော်သုံးသွားတဲ့ဒီပန်တူးကိုသုံးပြီးတော့ပဲ line ဖြောင်းနေဆွဲခြင်းကျွန်တော် one click နဲ့ဆွဲလို့ရတယ် line ခွေးတွေဆွဲခြင်းနဲ့ဆိုရင်တော့ဖိပြီးတော့ဆွဲရမယ် line ချုံလေးတွေတောင်းကြုံတွေဖြစ်ခြင်းနဲ့ဆိုရင်တော့ handle နှစ်ခုစလုံးကို direction တစ်ဖက်ထဲမှာထားရတယ်ဆိုတာကိုပြောရင်းနဲ့ကျွန်တော်သင်ခန်းစာလေးဒီတင်ပြချင်တာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်